လူအယောက်150သာဖာလူဒါပင်ဖိန်းဖြော်နီလေးကိုမျှဝေပေးမှာဖြစ်ပါရဲ့ရှင်အားလုံးပဲမင်္ဂလာပါရှင်မယ်တီမုတ်တင်ထဲမှာကြိုဆိုပါရရှင်ဖာလူဒါပင်ဖိန်းဖြော်ဖို့အတွက်အရင်ဆုံးအချိုအရသာအတွက်ကိုနို့စီနဲ့တကြားကိုကြိုပါမယ်ရှင်ကျမကတော့နို့စီအခဲသုံးထားပါတယ်နို့စီခဲကတော့နို့စီဘူးတဲ့ဆိုင်တော့ဈေးပိုတက်တာပါတယ်ရှင်နို့စီခဲကိုတပိတ်တာသုံးထားပါတယ်နို့စီခဲတပိတ်တာဆိုရင်နို့စီဘူး9ဘူးကြော်ဝင်းကျင်နဲ့ညီမျှပါတယ်ပြီးရင်တကြားကို2ပိတ်တစ်ခွဲသုံးထားပါတယ်ရှင်နည်းနည်းလေးအချိုကြိုက်တယ်ဆိုရင်တော့3ပိတ်လောက်ထိသုံးပေးပါနော်ကျမတော့အရသာကိုစိတ်နဲ့ဘက်ကိုအဓိကသွားထားတာဖြစ်တဲ့အတွက်တကြားကိုတော့တအားကြီးအချိုမကဲထားဘူး2ပိတ်တစ်ခွဲလောက်ပဲသုံးထားပါတယ်ရှင်ရေ2လီတာခွဲထည့်ပြီးနို့စီနဲ့တကြားကိုတေချာလေးကြည်အောင်မွေပါမယ်ပြီးရင်တော့စူအောင်ကြိုထားပေးပါမယ်ရှင်တေချာလေးနို့စီနဲ့တကြားကိုကြည်အောင်ခြေပြီးတော့မှမွေပါနော်ဒါတော့ကြိုတာတော့မပြတော့ဘူးเนาะတကြားနဲ့နို့စီနဲ့ကိုချဲစူအောင်ကြိုပြီးသွားပြီးနို့စီတွေရောတကြားတွေရောအားလုံးပျော်ဝင်သွားပြီဆိုရင်ရပါပြီအေးခံပြီးသွားတဲ့အခါမှာအပေါ်ကအမြုပ်ကလေးတွေကိုဖယ်ပါမယ်ဒီအမြုပ်လေးတွေတော့မသုံးတော့ဘူးပေါ့เนาะအချို့အတွက်နို့စီနဲ့တကြားရည်ကိုကြိုပြီးသွားပြီဆိုတော့ပင်ဖိန်းလေးတွေလောက်ပါမယ်ရှင်ဒါကတော့မော်နီရန်ကုန်ကထုတ်တဲ့ပင်ဖိန်းပေါင်တာလေးတွေဖြစ်ပါတယ်တစ်ထုပ်ကို40 gram ပါပါတယ်ရှင်ဖလူဒါပင်ဖိန်းလောက်မှာဆိုတော့ပင်ဖိန်းလေးတွေကိုလည်းချဲဦးကြိုပါမယ်เนาะဒီအထုပ်တွေကအညွန့်တိုင်းဆိုရင်တော့ပင်ဖိန်းမုတ်တစ်ထုပ်ကိုရေ2လီတာခွဲနဲ့ကြိုလို့ရပါတယ်ဒါပေမဲ့ပင်ဖိန်းသားတော့နည်းနည်းပျော့ပါတယ်ရှင်ကျမတော့ပင်ဖိန်းလေးကိုနည်းနည်းခက်မမာလေးကြိုက်တဲ့အတွက်ပေါ့နော်ရေ2လီတာမှာကျမပင်ဖိန်းမုတ်ကို2ထုပ်ခွဲတိတိကိုအသုံးခဲ့ပါတယ်ရှင်ပင်ဖိန်းသားတော့နည်းနည်းမာပါမယ်နော်ကျမတော့မကြိုတော့ဘူးရေနွေးဆူဆူကိုစလုံးလေးကိုထည့်လိုက်တယ်ထည့်ပြီးတော့မှပင်ဖိန်းမုတ်ကိုထည့်လိုက်ပါတယ်ရှင်ဆိုတော့ရေ2လီတာမှာဆိုရင်ပင်ဖိန်းမုတ်ကို2ထုပ်ခွဲဝန်းကျင်ထည့်ခဲ့ပါတယ်ရှင်ပြီးရင်ရေနွေးရဲ့ပင်ဖိန်းမုံရယ်ကိုတသားတည်းဖြစ်အောင်တေချာလေးနှံ့နေအောင်မွေပါမယ်ရှင်။မွေရင်းနဲ့ပင်ဖိန်းမုံလေးတွေအားလုံးပျော်သွားပြီဆိုရင်တော့ဖုကာလာလေးထည့်ပါမယ်နော်။စားတောက်ကုန်အယောင်ရည်လေးနည်းနည်းထည့်ပါမယ်ရှင်။ရေနွေး6လီတာမှာပင်ဖိန်းမုံကို9ထုပ်ဝန်းကျင်လောက်တေချာနှံ့အောင်ဖြော်ပြီးတော့မှ3ကန်ခွဲခဲ့ပါတယ်ရှင်။တကန်ကိုအနီရောင်တကန်ကိုကျတော့အစိမ်းရောင်တကန်ကိုတော့ကျအပြာရောင်လေးအသုံးပြုခဲ့ပါတယ်ရှင်။အခုလိုနှံ့အောင်မွေပြီးသွားပြီဆိုရင်တော့ပင်ဖိန်းလေးတွေကိုအခဲခံပါမယ်ရှင်။အခန်းပူချိန်မှာတက်ဆိုင်ရင်ရေကက်တစ်တာထဲမှာခဲတာကပိုပြီးတော့မှမြန်ပါတယ်ရှင်။ပင်ဖိန်းခဲခံနေတဲ့အချိန်မှာနို့ရေချိုးပါမယ်ရှင်။ကျမကတော့ခရီမိုတစ်စိတ်ကိုသုံးထားပါတယ်။2ထုပ်ထည့်ပါမယ်နော်။ဒီတစ်ထုပ်မှာဆိုရင်1 kg ပါပါတယ်။အဲ့တော့2 kg ဆိုတော့ရေနွေးကိုတော့ကျမက10လီတာသုံးထားပါတယ်နော်။ရေတက်မှု6ဘူးစာသုံးထားပါတယ်ရှင်။နှုတ်မုတ်1 kg တစ်ထုပ်ကိုရေနွေး3လီတာနဲ့ဖြော်မှာဖြစ်ပါတယ်ရှင်။နို့ရည်လည်းရပြီဆိုတော့ဖြောမဲ့စလုံးထဲမှာရေခဲအနှဲငယ်ခံပြီးတော့မှနို့ရည်ထည့်ပါမယ်ရှင်။နို့မုံ2ထုပ်ကိုရေနွေး6လီတာနဲ့ဖြောထားတဲ့ဟာကိုထည့်တာဖြစ်ပါရဲ့ရှင်။ဒါပြီးရင်တော့နို့စီနဲ့တကြားနဲ့ကိုရောချိုထားတဲ့အရေးထည့်ပါမယ်ရှင်။နို့စီခဲမဟုတ်ဘူးဆိုရင်တော့နို့စီကိုကြိုးစရာမလိုပါဘူးเนาะ။ဓာတ်ရိုက်တန်းထည့်ရုံပါပဲရှင်။ကျမတို့နို့စီခဲသုံးထားတာမလို့ကြိုးတာဖြစ်ပါတယ်။ထည့်ထားတဲ့နို့ရည်နဲ့ရောကြိုထားတဲ့နို့စီနဲ့တကြားရည်ရောအားလုံးကိုထည့်ပြီးတမအောင်ဝေပြီးပြီဆိုရင်တော့နှင်းစီအနံ့လေးထည့်ပါမယ်ရှင်ဖာလူတာလုံးမှာဆိုတော့ကျတို့ဖာလူတာအနံ့လေးပေါ့နော်နှင်းစီအနံ့လေးထည့်ပါမယ်ဒီမုတ်ကလေးနဲ့တမုတ်လောက်စထည့်ကြည့်ပါမယ်အနံ့သိမ့်မကြိုက်တဲ့သူတမုတ်ဆိုရင်အဆင်ပြေပါ යි နော်ကျမတို့ဒါ2မုတ်ဝင်းကျင်လောက်ထိထည့်လိုက်ရပါတယ်ရှင်ဖာလူတာပင်ဖိတ်လုံးမှာမို့လို့ကျမကနှင်းစီအနံ့ကိုထည့်တာဖြစ်ပါတယ်ဖာလူတာအရသာအတွက်မလုပ်ဘူးဆိုရင်တော့နှင်းစီအနံ့ကိုထည့်စရာမလိုပါဘူးနော်ဒါပြီးရင်တော့ဖုကလာလေးထည့်ပါမယ်ရှင်ဖာလူတာဖြစ်တဲ့အတွက်ကျမကတော့အနီရောင်ကိုတအားကြီးမသုံးမဲနဲ့ပန်းရောင်ဘက်ကိုသွားခြင်းတဲ့အတွက်ခက်ဖြော့လေးပဲထည့်ခဲ့ပါတယ်ရှင်ဖာလူတာဖြော်ရည်ရပြီဆိုတော့ပင်ဖိန်းလေးတွေကိုအခဲကန်ထားလေးကြည့်ပါမယ်နော်ခက်တင်းတင်းလေးဖြစ်ပြီဆိုရင်တော့အခုလိုချစ်ကလေးနဲ့ချစ်ပါမယ်ရှင်ပင်ဖိန်းလေးတွေလည်းကျင်းနေချစ်ပြီးသွားပြီအားလုံးစင်သင့်ဖြစ်ပြီဆိုရင်တော့ခုနကဖြော်ထားတဲ့ဖာလူတာနို့ရည်တွေကိုရေခဲထည့်ပါမယ်ရှင်ရေခဲကတော့ကျမက9000တန်1အိတ်လောက်ထည့်ခဲ့ပါတယ်ရှင်ဒါပြီးရင်တော့ချစ်ထားတဲ့ပင်ဖိန်းရောင်စုံလေးတွေထည့်ပါမယ်ရှင်ဒါပြီးရင်တော့အားလုံးသမအောင်လို့တေချာလေးနှံ့နေအောင်မွေးပေးပါမယ်ရှင်အခုဆိုရင်လောက်ရတာလည်းအရန်လွယ်ကူပြီးတောက်လို့အရန်ကောင်းတယ်ဖာလူတာပင်ဖိန်းလေးရပါပြီရှင်အခုလိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကြံပါခြင်းနဲ့ပြည့်စုံပါစေလို့မယ်တီမုတ်တင်တန်းမှာဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်